ဒီနေ့အိမ်မှာမိုးငန်းချက်စားရင်းနဲ့ဘာကိုသွားတရိရလဲဆိုတော့ငငယ်တော့ပဲမြပြုတ်စားခြင်းလို့ဆိုပြီးတော့သူများအိမ်ကနေတန်အိုးကြီးသွားငားလာခဲ့တာသူများအိမ်ကနေနဲ့ငားရကောင်းလားဆိုပြီးတော့မိဖို့ကြောင့်သုံးပစ္စည်းဆိုလို့ရှိရင်တိတိလေးရစားအကြီးအစုံပြပြဆုံဆုံဝယ်ပေးရတဲ့ရွှေလင်းတို့အဖေကိုတရိရပါတယ်မိုးငန်းနဲ့မုံဒီဆိုလို့ရှိရင်အဖေကမုံဒီကိုပို့ချိုက်တယ်မိုးငန်းဆိုလို့ရှိရင်အမေကပို့ချိုက်တယ်မိုးငန်းမုံဒီဆိုတာရွှေလင်းတို့အိမ်မှာအမြဲတမ်းလှုပ်ရှားနေကြမုံနေလို့တောင်ပြောလို့ရတယ်ဒီနေ့တော့ရွှေလင်းတို့အမေကမိုးငန်းမစားတာကြပြီတဲ့မိုးငန်းချက်စားကြမယ်ဆိုပြီးတော့မိုးငန်းချက်ခိုင်းလို့မိုးငန်းချက်ပါမယ်မိုးငန်းချက်ဖို့ရအတွက်ဇလားဗီကငါးနဲ့ကောင်ကိုစနင်းမုံရဲ့ချင်းတက်ကိုပြားထားတာရဲ့အနက်မညီအောင်လို့ဇပလင်ရဲ့ထည့်ပြီးတော့ပြုတ်ထားလိုက်ပါမယ်ရှင်ငါကတော့ကြိုက်တဲ့ငါ့ကိုအသုံးပြုလို့ရပါတယ်ရွှေလင်းတို့အိမ်မှာကကင်ငါဇလားဗီကပဲရှိလို့ထည့်လိုက်တာပါပစုံအကွေးငါအနွေးတဲ့ငါပူတာနဲ့ကြက်တာဆိုတော့ခဏလေးနဲ့ကြက်သွားပါပြီငါပြုတ်ထားကြက်သွားပြီဆိုတော့အယိုးနှွေမအောင်မယ်အယိုးနှွေနေတဲ့အချိန်မှာမုံဖက်ပြုတ်ဖို့ရအတွက်ရင်နှွေးအရင်ထည့်ထားလိုက်ပါမယ်မြန်ရင်နှွေးဆိုအောင်လို့မီးမြမြန်ထိုးထားလိုက်ပါမယ်ရှင်โอเคလားငါရိုးနှွင်တာဟုတ်ပါပြီဘယ်ကစနှွင်လို့နှွင်ရမှန်းကိုမသိဘူးကညာဆန်ပြီးဇုံခရင်နဲ့လုံနေရဘလို့မှလုံလို့မရလို့လက်အပူခံပြီးတော့လက်နဲ့ပဲအယိုးတခြားအသားတခြားနှွင်ထားလိုက်ပါမယ်ရှင်ငါအသားနှွင်ထားရပြီဆိုတော့ရင်နှွေးအိုးကိုနှောင်းဆုပ်ထားပြီးတော့စီစတက်ပါမယ်စီဘူးထဲကိုချင်းကျွတ်မျိုးထောင်းထားတာအများကြီးထည့်လိုက်ပါမယ်ငါအသားနှွင်ထားတာအကုန်လုံးလည်းထည့်ကြော်လိုက်ပါမယ်ကြော်နေရအောင်ကြော်ရင်းနဲ့အိုးကပတ်ပြေးနေလို့စိတ်မရှိလို့အမေကိုပဲကြော်ခိုင်းလိုက်ပါမယ်ရှင်ရွှေလင်းကပြုတ်ထားတဲ့ပဲတွေကိုခြေပါမယ်။မော်ရင်းကားတွေကပဲမုံထည့်ခြင်းနဲ့ထည့်လို့ရပါတယ်။ရွှေလင်းကပဲပြုတ်ကိုခြေပြီးတော့ထည့်တယ်။ပဲအနစ်နဲ့ချက်တဲ့မော်ရင်းကားကိုပူကြိုက်လို့ပါရှင်။စီတက်ထားအယောင်လောက်အယောင်နေမုံထည့်ပါအောင်မယ်။တွေ့လားအဲ့ဒီအိုးကရွှေလင်းမွေလို့ရှင်ကြအမြဲတမ်းပတ်ပြေးနေ။အမေလို့လို့ရှင်ကြမပြေဘူး။ရွှေလင်းမွေလို့ရှင်ကြပြေးနေဘာလို့လဲမသိဘူး။ရှင်နွေဦးတဲတော့မုံဖတ်ပြုတ်မလို့ပဲမုံဖတ်သွားဝယ်တဲ့သူကပြန်မလာသေးလို့ဟေးအိုးကိုအရင်တဲလိုက်ပါမယ်ရှင်စီတက်ထားတာတွေအကုန်လုံးလဲထည့်မယ်ခြေထားတဲ့ပဲနစ်တွေအကုန်လုံးလဲထည့်လိုက်ပါမယ်ပဲနစ်ရည်နဲ့ချက်တာဆိုတော့ original ချိုပြီးသားဆိုတော့ဟင်းညုံမုံတော့ short ထည့်ပါမယ်အရသာအတွက်စားချုံမုံထည့်ပါမယ်မွေးငါမုံဒီလောက်စားလို့ရှိရင်မထည့်ရမနေနိုင်မာလင်ငံပြားကြီးလဲထည့်ပါမယ်ရှင်မာလင်ငံပြားကြီးရဲ့အနံ့ကငါးနံတင်းတင်းလေးနဲ့ဆိုတော့လေရခိုင်မုံဒီလောက်စားရင်မွေးငါလောက်စားရင်မာလင်ငံပြားကြီးကရွှေလင်းအတွက်အကောင်းဆုံးပါရှင်မိနေရစီတက်လိုက်တဲ့ချင်းကျွတ်သူမျိုးထဲမှာစပလင်ရောထည့်ထောင်းထားတာပါရှင်ဒါကမွေးငါးထဲမှာထည့်စားဖို့ရအတွက်ငပြောဥပါငပြောဥကိုပညာလို့လည်းခေါ်ပါတယ်ပညာကိုကြောင်ညာဝင်နဲ့ကုံတော့မှာဟင်းအိုရီပေါ့ကြလို့ကုံတော့မှာဒါကဆန်လုံးမုံပါရှင်ဟင်းအိုကပွက်ပြီးဆိုတော့ဆန်လုံးမုံရေနဲ့ဖြော်ပြီးတော့ဟင်းအိုတွေကိုထည့်ပါမယ်ရှင်ဆန်လုံးမုံထည့်တာမွေးငါ့ကိုအရေးကြဲကြဲကြီးဖြစ်မနေစေဘဲနဲ့ပို့ပြီးတော့တောက်လို့ကောင်းပါတယ်ဆန်လုံးမုံထည့်ပြီးသွားပြီဆိုလို့ရှိရင်ခဏလောက်မွေးပေးပါရှင်မဟုတ်လို့ရှိရင်အောက်မှာခဲသွားနိုင်ပါတယ်ငပြောဦးလီးနေတဲ့အချိန်မှာငပြောဦးကိုမမဲကြီးဖြစ်မသွားစေချင်လို့ရှိရင်ရေထဲကိုတမယာသီးတစ်စိမ့်လောက်ညှစ်ထားလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင်ငပြောဦးကမမဲကြီးဖြစ်မသွားဘဲနဲ့ဖြူဖြူလေးသူ့ရဲ့တဘာဝအယောင်အတိုင်းပါပဲရှင်မွေးငါချိန်နဲ့များသွားလို့တရက်ကွက်လုံးတောင်ကျွေးလို့ရတော့တယ်အိမ်မှာမိဖို့ကြောင့်သုံးပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကြီးရစားတိအစုံအကုန်လုံးအဖေကပြည့်စုံဝယ်ပေးခဲ့တာဆိုတော့သူများစီကသွားငားစရာမလိုကိုရောင်ထဲကနေနဲ့သွားထုတ်လာခဲ့ရုံပဲဆန်လုံးမုံထည့်ထားတဲ့ဟင်းကြီးကတော်တော်လေးပွက်လာပြီဆိုတော့လှိထားတဲ့ငပြောဥတွေပညာတွေအကုန်လုံးထည့်လိုက်ပါမယ်ရှင်အစာပလာတွေအရမ်းများနေလို့ရေလဲထည့်ပါမယ်ဟင်းကြီးပွက်လာအောင်လို့အဖုံးပြီးတော့တဲထားလိုက်ပါတော့မယ်ရှင်မုံရင်းကစားကျင်လို့သာရုတ်တရက်ထားချက်စားဆိုတော့မုံဖက်တွေပါလေအရန်နဲ့ဝယ်မထားလိုက်ရဘူးမုံဖက်အရန်နဲ့ဝယ်မထားလိုက်ရတဲ့ဒီလိုမျိုးအချိန်ဆိုလို့ရှိရင်စိန်တောင်ကြီးကမုံဖက်6ရှိပါတယ်ရွှေလင်းကဈေးဆိုင်တွေမှာဝယ်ရတဲ့မုံရင်းကမုံဖက်အဆိုထက်ဒီလိုမျိုးမုံဖက်6ကိုပြုတ်ပြီးတော့မွေးငါးထဲမှာထည့်စားရတာကိုမှပို့ပြီးတော့ကြိုက်သေးရဲ့လောက်ရတာလဲလွယ်လေးပြုတ်ပြီးတော့ရေဆေးထားပြီးတော့ရေစစ်ထားလိုက်ရုံပါပဲရှင်ဟင်းအိုကအိုးအသေးရနေနဲ့အိုးအကြီးပြောင်းလိုက်တော့အရသာပေါ့သွားလို့အရသာတို့ဟင်းညုံမုံတို့စားတို့ငမြာရီတို့ထပ်ထည့်ပါမယ်ထည့်ချင်တာအကုန်လုံးထည့်ပြီးသွားပြီဆိုတော့ဟင်းအိုးရေကြအောင်ထပ်ပြီးတော့တည်ပါမယ်ကြက်ခါနီးပြီဆိုတော့ကျက်သွန်အိုးကိုလေးချမ်းစိတ်ထားရေးထည့်လိုက်ပါမယ်ရှင်ကျက်သွန်အိုးတေးသေးလေးထည့်လို့ရှင်ပိုကောင်းပါတယ်အိမ်မှာအကြီးကြီးတွေပဲရှိလို့လေးချမ်းစိတ်ပြီးတော့ထည့်လိုက်တာပါရှင်ကျက်သွန်အိုးတွေကအချိုဓာတ်တွေထွက်လာအောင်လို့ခဏလောက်တည်ပြီးသွားပြီဆိုလို့ရှိရင်မွေးငါဟင်းအိုးရပါတော့မယ်ဒါကမွေးငါနဲ့တွဲစားဖို့ရအတွက်ပဲရကြောပဲရှက်ကြောတံမြာသီးငရုတ်သီးနန်းမင်းပါရှင်အကုန်လုံးလည်းပြင်ဆင်ပြီးသွားပြီဟင်းအိုးချက်ပြီးဆိုတော့အမေအတွက်အရင်ဆုံးထည့်ပေးပါမယ်ရှင်ဟင်းနဲ့လည်းငါးနဲ့ကိုမွှေးနေရပဲဝေါပဲရကြောထည့်မယ်ပဲရှက်ကြောထည့်မယ်နန်းမင်းလည်းထည့်မယ်ငရုတ်သီးလည်းထည့်မယ်တမယာသီးကတော့ကိုစားခြင်းမှထည့်စားပါရှင်ကဲဒါဆိုလို့ရှိရင်အမေစားခြင်းနဲ့ပြောလို့ရွှေလင်းရုတ်တရက်ထားချက်ပေးထားတဲ့မွေးငါးလေးရပါပြီရှင်ချက်တော့ကတော့အမေတယောက်စာအတွက်ပဲချက်တာတရွာလုံးစာဖြစ်သွားတော့မတက်နိုင်ဘူးဟီအများကြီးချက်ထားလဲအလကားတော့မဖြစ်ပါဘူးဘေးအိမ်တွေကိုလည်းပို့လိုက်ပါမယ်ရှင်မွေးငါးချက်ရင်နဲ့ကုသိုလ်လေးရဝမ်းလေးဝတာပေါ့ရှင်ကဲရွှေလင်းချက်ထားတဲ့ငါးနဲ့မွေးလေးနဲ့မွေးငါးလေးစားကြပါအောင်ရှင်